အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ကျမပြုလုပ်တဲ့အခမ်းအနားကတော့ Global Technology Group ရဲ့ချစ်ရခင်ရတဲ့ Loyalty Customer များပါတနာများနဲ့အတူ1388ခုနှစ်နှစ်ဟောင်းကိုနှုတ်ဆက်ပြီးတော့နှစ်သစ်1388ခုနှစ်မဟာသင်းကြံမတိုင်ခင်ကြိုဆိုတဲ့အနေနဲ့ကျမပြုလုပ်တဲ့ Global Technology Group ရဲ့ Splash Party 2026ပျော်ပွဲရှင်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံရဲ့သင်းကြံပွဲတွေဟာလွန်ခဲ့တဲ့နှစ်ပေါင်းရာထောင်ချီကလေးကကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးတော့အတာကူးတော့လားထန်ကူးတော့လားတကူးလာရဲလို့သတ်မှတ်ခဲ့ကြတဲ့ယခုလိုຫນွေလလယ်မှာကျင်းပပြုလုပ်တဲ့12လရာသီပွဲတော်တွေကကျမတို့မြန်မာလူမျိုးတွေအပျော်ရွှင်ရဆုံးပွဲတော်တစ်ခုဖြစ်တဲ့နှစ်သက်ကူမဟာတကြံကိုကြိုဆိုတဲ့အနေနဲ့ကျင်းပပြုလုပ်တဲ့အခမ်းအနားတစ်ခုလို့လည်းပြောလို့ရပါတယ်ရှင်ဒီနေ့ဒီ video presentation လေးမှာတော့ကြွရောက်လာတဲ့ Global Technology Group ရဲ့ customer များပါတနာများနဲ့အတူကျမတို့ Global Technology Group အနေနဲ့2025ခုနှစ်အတွင်းဖြတ်သန်းခဲ့တဲ့အနေအမြင့်အတက်အကျများပေါ်မှာကြံ့ကြံ့ခံပေးခဲ့တဲ့ဝန်ဆောင်မှုများနဲ့2026မှာလည်းဒီထက်ပိုကောင်းတဲ့ဝန်ဆောင်မှုများဂရုကဝတ်များကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်တကယ်တော့ပြီးခဲ့တဲ့2025ခုနှစ်ဟာကျမတို့အားလုံးအတွက်ကိုတကယ်ကိုစိန်ခေါ်မှုတွေများခဲ့တဲ့နှစ်တစ်နှစ်လို့လည်းပြောလို့ရပါတယ်။မြန်မာနိုင်ငံမှာနှစ်ပေါင်း100အတွင်းအပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ 7.7 Richter scale ရှိတဲ့ရန်နေလောက်ခတ်မှုကြောင့်ဝမ်းနည်းဖွယ်ရာအဖြစ်အပျက်များကြုံတွေ့ခဲ့ရသလိုစက်သွေးရေးအခြေခံအဆောက်အုံတွေလည်းအများကြီးထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့ Global Technology Group အနေနဲ့ဒီလိုအခက်အခဲတွေကြားထဲကနေပဲမန္တလေးနဲ့နေပြည်တော်တို့မှာအင်တာနက်ဝန်ဆောင်မှုကို100%ပြန်လည်ကောင်းမွန်အောင်ပထမဦးဆုံးနဲ့အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ဒါတွေမကသေးပဲမိုးရင်းကာလမှာရေကြီးရင်ရှမ်းမှုတွေမှုန်တိုင်းတန်တွေကိုကျမတို့အားလုံးအတူတူဖြတ်ကျော်ခဲ့ကြသလို2025ခုနှစ်နိုဝင်ဘာလတုန်းကရေအောက် submarine cable ပြတ်တောက်သွားချိန်မှာလည်းကျမတို့ GDG Group အနေနဲ့အကြောင်းပြချက်တွေပေးမနေပဲနေဆက်ဖြတ်ကျော် cable စနစ် cross border connection တွေကိုချက်ချင်းအစားထိုးအသုံးပြုပြီး customer တွေကိုဝန်ဆောင်မှုချက်ချင်းပြန်လည်ရရှိလာအောင်အကောင်းဆုံးစူးစမ်းလုပ်ဆောင်ပေးခဲ့ကြပါတယ်ကျမတို့ Global Technology Group အနေနဲ့ customer များနောက်အခုလိုခက်ခဲများကိုထပ်မံမကြုံတွေ့ရအောင်အနာဂတ်အတွက်ကိုရည်ရွယ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုများစွာကိုပြုလုပ်ခဲ့ပါတယ်ပထမအဆုံးအနေနဲ့မြောက်ရီကနေရန်ကုန်အထိ 100% redundancy plan နဲ့နောက်ဝအခြေခံအဆောက်အအုံတွေကိုအဆင့်မြင့်တင်တည်ဆောက်ခဲ့ပါတယ်။ဒါအပြင်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ point operation အသစ်တစ်ခုကိုတည်ဆောက်ခါကမ္ဘာကျော် content provider တွေဖြစ်တဲ့ TikTok, ByteDance, Google, AWS, Microsoft, Mobile Legends, PUBG တို့နဲ့ချိတ်ဆက်နိုင်ခဲ့တဲ့အတွက်ဝန်ဆောင်မှုတွေကိုအရင်ကထပ်ပို့ပြီးတော့ပုံမှန်မြန်ဆန်ချုံးမွေစွာချိတ်ဆက်အသုံးပြုနေနိုင်တာပဲဖြစ်ပါတယ်ရှင်။အထူးသဖြင့် 5BB business အသုံးပြုသူတွေအတွက်ကိုလည်းကျမတို့ဘက်က customer တဦးချင်းစီအတွက်တည်တံ့ dedicated account manager တွေ customer service specialist တွေကိုတည်တံ့ထားရှိပေးထားပြီးအကောင်းဆုံးသောဝန်ဆောင်မှုအဆင့်တန်း service level agreement အနေနဲ့ပံ့ပိုးကူညီပေးနေတာလည်းဖြစ်ပါတယ်ရှင်။ဒါအပြင် 5BB business customer များရဲ့ဝန်ဆောင်မှုများပိုမိုလွယ်ကူအဆင်ပြေစေဖို့တည်တံ့ဖြစ်တဲ့ fiber optic engineering team တွေနဲ့အချိန်နဲ့တပြေးညီပြုပြင်ထိန်းသိမ်းမှုတွေကိုဆောင်ရွက်ပေးနေတာပဲဖြစ်ပါတယ်ရှင်။ယခု2026ခုနှစ်မှာလည်း Global Technology Group ရဲ့အဖွဲ့သားများအားလုံးကအရင်ကထပ်ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးဖို့အဆင်သင့်ဖြစ်နေကြသလိုကျမတို့ရဲ့သုံးစွဲသူ customer များကလည်းကျမတို့ GDG Group နဲ့ဆက်လက်တွဲလှုပ်ဆောင်သွားမယ်လို့ယုံကြည်ပါတယ်ရှင်။ Global Technology Group ရဲ့ဝန်ဆောင်မှုတွေကိုအမြဲတမ်းအစဉ်တစိုက်ယုံကြည်အားပေးခဲ့ကြတဲ့ customer တဦးတယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါကြောင်းပြောကြားရင်းနဲ့ပျော်ရွှင်စရာတင်းကျပ်အချိန်ခါသမယနဲ့မင်္ဂလာနှစ်သစ်ဖြစ်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။